တော့ငါတို့ကဘယ်လောက်ရှိလဲ2မျိုးရှိမယ်2မျိုးကွာချက်သိပါလား10စင်17စင်မလို့ရရမယ်နော်အဲ့ဒါရမယ်နော်အရေးကြီးရနော်ဝင်လာတဲ့ကလင်းစင်2မျိုး꿰ပြီနော်ဒီမှာအားယူလိုက်မယ်နော်ဒီမှာဒီအဲ့တဲ့နားလားလည်းမေးဦးနော်နားလားလည်းပတ်သက်နေဟိုနားလည်းတင်တဲ့သူချင်းချင်းခံတာမို့လို့လောက်ဟလားဘယ်နဲ့တဲ့ဖြစ်ပါမယ်ဘယ်လောက်နဲ့သွားလိုက်တော့10ရတယ်8လည်းရတယ်ခိုင်းလို့တော့လည်းခိုင်းကျွမ်းသွားတာပေါ့ခိုင်းလည်းဖြစ်သွားအောင်ဒီစက်ကင်မှာမယ်နော်ငါလောက်နဲ့ရင်တော့လောက်မယ်စိတ်ကလေးကိုလည်းနဲ့ဖြော်တာစိတ်လေးပါသွားပါအာနေနေတော့ပြီးတယ်မယ်ပြောလေးဆိုရင်တွေ့ချစ်လို့တဲ့သူကကိုတော့ရိုက်နေတာဒီနေတော့ကိုလေးဟိုပါလဲဆိုဖာသမားပြောလို့ရတယ်ဆိုတော့သူအဲ့ဘာရိုက်နေတင်းတင်းဖြစ်နေရလေသူကလွဲမှကြောက်နေရတဲ့ကောင်မတိရပြင်မေးလို့ကတိရတယ်နော်သူကကျိုးဆုံးတယ်နော်တေချာအပ်တာလားအဲ့လိုတက်ဖို့ဒီလိုလောက်လိုက်ရတယ်ဒီလိုတိုင်းနဲ့တက်ရဘူးလေနည်းနည်းပြောလေးပါသူကဒီလိုတက်အောင်တယ်ဒီလိုပါဒီဆိုင်ရင်းမယ်နော် group ထဲမှာတော့ပါပြီးသားပဲဒါပေမဲ့ညီမလေးတို့မှတ်မိအောင်လို့စာနဲ့ရေးလိုက်တာနော် coffee secret ဆေးဆက်လေးကျဲစိန်နာလေးပါသွားတဲ့အတွက်ကြောင့်မလို့9000ချချက်ပို့သွားတာမှာအမအစီပြေတဲ့နေရာနေပြီးတော့အမအခုစားတင်ကြည့်လို့ရပါတယ်အမကိုကသူတို့နှစ်ခုရဲ့အာတာချက်နဲ့ပုံမှန်နဲ့ကိုပြောပြမယ်အာနာချက်ဆိုတာမရှိဘူးဒီနှစ်ခုမှာနှစ်ခုလုံးကကောင်းပြီးသားနော်အာနာချက်မရှိဘူးဒါပေမဲ့သူတို့နှစ်ခုကိုသူတို့ရေးခိုင်းတာကိုကဒီ2000နိုင်ကြီးပဲသွားပြီးတော့အရင်သွားမပြောနဲ့2000ဖြစ်လာလည်းရမ်းသွားမယ်ဈေးကြီးလာကြီးပဲအရင်မညို့နဲ့ဧည့်သည်စဉ်းစားပြီးနေတယ်ဧည့်သည်ကြိုက်တဲ့စားပစ်ကိုယူလိမ့်မယ်ဒီမှာကျဲစိန်ပါတယ်ဒီကျဲစိန်ကိုသူမသိဘူးတချို့ကလုံးဝမသိဘူးအဲ့တော့ကျဲစိန်ကဘာအာတာချက်ရှိလဲဆိုတာဒီမှာလေးပြပြပေးလိုက်ရင်ဒီဟာကိုသူတို့ဒီစားပစ်ကိုယူအဲ့ဒါရှင်းပြပေးဖို့နော်သူကဒီတိပြီးသွားတယ်အဲ့ဒါကိုသူကပေါင်းတင်တဲ့ဟာကိုလုပ်ချင်တယ်ဆိုလို့ရှိရင်မတို့ကဒီ2800ထပ်တောင်းပါလားဒါမှမဟုတ်ရင်8000ထပ်တောင်းပါလား8000ပါပြီးသားဟုတ်တယ်နော်ဘာကြောင့်လဲဒီပမာပုံပါပြီးသားရမလားအဲ့ဒါအရင်ရေးကြည့်ရနော်ကျိုး secret ပေါင်းတင်ဒီပါပြီးသားဒီ secret ဆိုလဲဟိုခုနစက်ထားနေတာလေးပဲ secret ဟုတ်တယ်စက်ထားတယ်ဟုတ်တယ်အဲ့ဒါနဲ့ပဲလုပ်မှာနော်အဲ့ဒါနဲ့ပဲပါအဲ့ဒါမင်းထောင်းနေတာ